အားလုံးတာလီဆော့ပါဗုဒ္ဓဦးနေ့တိုင်းတောင်ပါပိညီလာဖက်တဲ့စာပီစကားကေနာကိုတောင်ပါပိလာပါဖို့ပြေဒီနေ့အေးစစ်စစ်ရှိမှာအရှိကပြတန်ကားမှုကိုတောင်ပါပိလာဖို့ဆိုပြီးတောက်ရင်ညတော့ကအကျဉ်တို့ပရိုနီဂျာစကားအတိုင်းတော်တဲ့ဆောင်မဖတ်တဲ့အနေနဲ့ကိုအရှိတီကိုရေဒီယိုနန်းထောင်ဖို့အတွက်နဲ့ရေဒီယိုနန်းကိုခေါ်ထားပြီးဖို့ပရိုဆောင်ပါရင်ဒီနေ့တန်ကားပြီးဆိုကတော့ကမက်ထစ်ပေါက်လေရီတာထုံးဝေထားလေပြုတ်ခေါင်းတိုက်အရှိကပြဆောင်ထိကနေကပြရှိတီကိုတန်ကားပိလာဖို့ဆိုပြီးတောက်ရင်အင်းကဗျာတိကိုကိုမောင်အင်းနိုင်ကတန်ခါပိလာဖို့ဆော်ဖိုက်ပြီးခဲ့အရှိတီကလေးတန်လိုက်စုခဲ့ဖို့ဆိုပြီးတော့ခါပြပြပပရှင်နဲ့ကဗျာရှိတီကိုတန်ခါကြရဖို့ဆော်ပါကားရင်ပစုခဲ့ရေဒီယိုနားထောင်ခဲ့တဲ့တာရှိသမီးရှိတို့အင်းတန်စာဖို့ကဗျာရှိတီကိုအခုမှနားထောင်ပြီးခဲ့တန်ကြမြနဲ့လိုက်ဒီဘောင်ကအမီဘောင်ကမပြေရချင်မှာစာပိန်ကိုလေအကျွတ်မျက်နှာတစ်ချက်စိတ်စားကြည့်ကပါတောင်ဖို့မခေါင်အခါတရာကဲခုရှိရောတာလီစောပါတာလီစောပါဟုတ်ပြီအင်းဒီမှာလေကဗျာရှိတီကိုတံပြီးဟုတ်ပြီဟုတ်ပြီလားဟုတ်ပါတယ်ဘယ်ခိုက်ကဗျာရှိတီကရှာဖို့ကောဝဲဆိုခါတန်လာစပြောခဲ့လားရှမ်းပြောပါတယ်ကဲပြောစံရှာပဲဆိုကေဝါလုံးကိုရခိုင်ပဲဇာပဲခွာလေထိုးတခါကဟာတန်ခါစမှာမဲမတိလာတာဘူးမဲမတိလာတာရှိဘူးဝါလာဦးရှင်တော်လိုက်ခဲ့တယ်ပါကဲပစုကေအင်းဒီမှာရပတ်ပြရခိုင်အခွာဝါရှိတီကိုကဗျာရှင်နဲ့တန်ခါပြီးဖို့အခုချီရောအင်းခါဘာတော့တေချာမဲထားပါနဲ့ဟုတ်ပါတယ်ကဲပစုကေအလူရှိကေဘူးရှိကိုကမိမဲရှာတိုင်းနိုင်သုံးလေးရွာခဲ့လားလာလာရဲ့ကဲပစုကေအလူရှိကေအင်းခါမှာတိုင်းနိုင်သုံးလေးနဲ့ပဲသားရဲကဗျာရှိတဘကိုတန်ပြီးဖို့အေးရကဗျာရှိခေါင်းစဉ်နာမည်ကကြောက်သားဆောင်လာခဲ့မေလေကဗျာရှိကိုဆိုခဲ့ဖို့မလားလုံးဟုတ်ပါရဲ့ကဲပစုကေလိုက်ဆိုခဲ့မေခါခါဝေကနေမိကေဆိုပြီးမေအာနုသူဟုတ်ပြီလားဟုတ်ပါရဲ့ကြောက်သားဆောင်လာခဲ့မေကြောက်သားဆောင်လာခဲ့မေတိုင်းနိုင်မြနာတိုင်းတိုင်းနိုင်မြနာတိုင်းသုံးလေးသောတူဝဲသုံးလေးသောတူဝဲငါခေါမုံဒီဆောင်ငါခေါမုံဒီဆောင်ခနိုင်ဆိုင်စာအုပ်ဆိုင်ခနိုင်ဆိုင်စာအုပ်ဆိုင်ကိုတဆေလွေအေးလွေကိုတဆေလွေအေးလွေကြောက်သားဆောင်လာခဲ့မေကြောက်သားဆောင်လာခဲ့မေကဲကဗျာရှိကဆိုလို့ပြီးလားပြေကဗျာရှိကဒုရှိဟုတ်တယ်မလားအေးကဲဘူးရှိကိုအေးကဗျာကတော့ကတိုင်ကနေမိတဲ့တဆေတီကိုတန်ပေးရကဗျာဖိုက်တယ်ပါကြောင်မလားခါပြန်ဆောင်ခဲ့တဲ့အကောက်ရှိတီကိုထေးဆူရတဲ့ကဗျာရှိဖိုက်တယ်ဟုတ်တယ်မလားဟုတ်ပါတယ်ဒီတော့ကကြာအဘူးရှိကိုအေးရကထားစော်နဲ့ညာနာတိုင်ရရဟုတ်လားဟုတ်ပါတယ်အဘိကေတော့တိုက်တယ်ဟုတ်ပါတယ်တော့တိုက်စော်ကိုလေထေပြီးလို့ဝိထားအင်နာမှာတော့တိုက်စော်ကိုရခိုင်စကားမမှန်နဲ့ပြောဖို့ဆိုကေဇာပေါ်လေဆိုကေတနာကပါလာဟဲ့သောတူရေလို့ပြောရအဘိကေခါခါရောရခိုင်မှာမူတပမုံစားရခါမှာဇာစားလေရခိုင်မုံဒီတောက်တယ်ရခိုင်မုံဒီတောက်တယ်ရတော့နဲ့ဧကပြရှင်မှာရခိုင်အစားစားမုံဒီကိုပါထေလို့ရီထားရအကြိုင်မူတပစစောရှိမုံစားလို့ပြီးရမုံပြက်မလားမုံဒီတောက်လို့ပြီးပြဆိုတာလူအိတ်ထဲမှာစာအုပ်သစ်ဆုံးလားမဆုံးလားဆိုင်ရရဟုတ်တယ်မလားကျောင်းလာခါနောက်ဆုံးမှာလူအိတ်လူပြီးကေကြောက်တာဖို့လာရအထီကိုကပြရှင်မှာရီထားရအခုရှိပါအင်ခါမူတပဇာဟန်နဲ့ဇာစာဟာကလေးပြောစမ်းချာတာမိုင်လိုတောက်ပိုင်မိုင်လိုတောက်တယ်တာဘူးကဝါထမန်စားပိုင်ထမန်စားရီကဲအေကဗျာကိုဆိုပြီးရဲ့အခါမှာနောက်ထပ်ဆိုရဖို့ကဗျာကတိုင်တိုင်းသုံးလင်းနဲ့ပြေရောင်ကဗျာရှိကလေးသုံးကဗျာရှိနာမည်ကဇာလေသီလားအဆောင်တိုးဖို့ဆိုရကဗျာရှိဒီကဗျာရှိကအတက်ပြေအခုဆိုဖို့ကဗျာရှိကအတက်ပြေဘူးရှိကလိုက်လို့လုပ်ခဲ့ဖို့ဆိုကြကြောင်းမှာအဆောင်တူးပြအများကြီးကောက်ခေါ်ဖိုက်လာဖို့ရတော့နဲ့အေကဗျာရှိဖို့တသိရှန်နာထုတ်ပြီးလိုက်ဆိုခဲ့ဟုတ်ပြီလားဟုတ်ပါတယ်အဆောင်တိုးဖို့အဆောင်တိုးဖို့တိုင်နိုင်သုံး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 ကြောက်တာအမှန်ဆုံးကြောက်တာအမှန်ဆုံးလေးငါခေါ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 စာဖဲဖို့မကောက်စာဖဲဖို့မကောက်ခနိုင်ရှိုက်ကို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 စာတော်အဆောင်တူစာတော်အဆောင်တူဟုတ်ရဲ့ကဲဧကပြရှင်မှာဇာဇာပေါ်ထားလေအဆောင်တူအဆောင်တူဟိုနောက်ဆုံးခါဟုတ်တယ်မလား
ဟုတ်တယ်ကဲခေါင်ခေါင်ရခိုင်စကားမှာဆိုကေပေါင်းရိုက်ကိုအတန်ပပိတတာနဲ့ဆိုရတယ်သိလား ဟုတ်ပါရဲ့ ရပေါင်းရိုက်တန်နန်းကိုပပိတတာဆိုလို့ရအောင်ဆိုပြီးကေဒီကပြရှိမှာအဓိကတွေ့ရရေပေါင်းရိုက်ဆိုစောကဇောင်းနဲ့ဇာလေးဆိုကေရာပေါင်းနဲ့ရိုက်ကိုပြောစောပထမစာကောင်းမှာကြောက်ဆိုစောကိုရာပေါင်းနဲ့ပေါရဆိုဖိုက်လို့ကြောက်ဆိုပြီးကေအတန်ထောကလေးတော့ဒီနေရာမှာရိုက်နဲ့ရာပေါဖို့ဆိုကေဇာပိုက်အတန်ထောဖို့လေ ground အန်ထောပါ ဟုတ်တယ် ground လို့အတန်ထွားဖို့ပြီးကေလင်းငါခရောက်မှာ crowd ကိုရခေရှာရိုင်းနဲ့ပေါက်ထားရဲ့အတွက်တာနဲ့ crowd လို့ရခိုင်ပိုင်းပပိတတာထောမှာရခိုင်စကားအမှန်ဖိုက်တယ်အပြီးကေစာဖဲဖို့မ crowd ဆိုတဲ့စကားကိုလေကွရိုင်းတန်နဲ့ crowd လို့အတန်ထွားဖို့ဖိုက်တယ်ရတော့တာနဲ့ရခိုင်မန်ကေပေါင်ရိုင်းအတန်ပြရဖို့လို့ပြောစောအခုရှိနားလေကြလားချမ်း နားလေပါရဲ့ ရပိတ်ဆိုကေရိုင်းနဲ့ပေါက်ကေရာတန်ထွားဖို့ဟုတ်ပြီလား ဟုတ်ပါရဲ့ ကဲဘူးရှိရိုးကိုတရာစာဇာတိလိုရလေဆိုတာတရားအောင်ခပြရှိတဲ့ဘုတ်ကတန်ပြဖို့တိအခုရှိရိုးကဝါပြောဆန်ချာအခုရှိရိုးတရာမှာဇာမတိလိုကလေးတရားရန်ပြောဆန် တရာမှာထမောင်စားရေးပြီးခဲ့ပြီးရှိုးရေး ဟုတ်ပြတောက်ဘူးပါ အဲ့ဒီတော့တိုက်ရေး တော့တိုက်တယ်အိတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒီပဲဆိုကေအခုကပြရှိမှာတရာတာတော့မှာဇာမတိကိုလုကဖို့လေရရှန်တိကိုတရားအောင်ကဲလိုက်လို့ဆိုခဲ့မနဲ့ ဟုတ်ပါရဲ့ အတန်ជីကရှန်ဟုတ်ပါပြီလို့ ဟုတ်ပါရဲ့ ဟုတ်ပြီကဲတရာစာလည်းကပြရှင်နာမည်ကဟုတ်ပြီလားကဲလိုက်ဆိုခဲ့မယ်တရာစာ တရာစာ မိုးထဖတာစာကိုကြ မိုးသာသာသာစာကိုကြ နင်ခေါကြောက်ဂီတာ ဒီခေါ်ကြောင့်ဒီတာ ညစာဖတာအရှင်ခါ ညသာဖတ်တာအချိန်ခါ ကစဲကဲဖို့ပါ ဆိုင်ကဖို့ပါ နင်ဝရီခါစာပန်ကြ နိရောရေခါစာပန်ကြ စာတီလုံးဝမခ စာတိလုံးဝခ စာမခအောင်ဇာလောကဖို့ပေါ်ထားလေကဗျာ သူစားဖို့ တရာစာမှာကိုစားဖို့အရှင်ကြီးကိုသင်မဲ့ပိထားပဲကဗျာရှိမှာဟုတ်ပြီလား ဟုတ်ပါရဲ့ ကဗျာရှိမှာကစာမခအောင်တော့တရာတာမှာဇာဟန်တိကိုလောအောင်ဖို့လေဆိုစောကိုပြောထားစောဒီမှာရခိုင်ဝဟာကိုပေါ်ဖို့ဆိုပြီးမိုးထပါသားဆိုပြီးစကားကအရှင်ကဇာကိုပြောစောတယ်မိုးထပါသားက မူထပါကိုပို့ဆိုပါ မိုးထပါသားကဟုတ်တယ်မယ်မိုးထပါသားကဗမာပဲဆိုပြီးမနေ့ပါအရှင်ပြောစောနှခေါင်းဖားဆိုစောကဗမာပဲဆိုပြီးနေခေါင်းဖားအရှင်နေခေါင်းဖားပါနဲ့နေခေါင်းဖားမိုးထဖားညစာဖားသားဆိုပြီးညစာဖားနေစောဝဲအရှင်အဓိကအရှင်အခေါ်ဝါတိကိုမန်အောင်ပြောနိုင်ဖို့တော့နေမိကေဧကပြရှိကပြောထားစောတရှိုးအရှိတိကနေမိကေရခိုင်ပိုင်းအရှင်ခေါ်ဝါတိကိုမာနေကေတဲ့စကားတိရောနေကေတဲ့ရတော့နဲ့ဧကပြရှိကိုတန်ခမ်းအာဖရနဲ့ဘူးရှိကိုကအရှင်ခေါ်ဝါတိကိုလေတော့ရခိုင်ပိုင်းမမှန်ကန်ပြောနိုင်ဖို့ပိုက်တယ်အားလုံးသဘောပေါက်ခဲ့လားရှင် တဖို့ပေါက်ပါရဲ့ ကဲပဲဆိုကေအင်းနေမှာခေါခါရောကပြစားနပုံလေတန်ဟာစား တုံဘုတ်ဟုတ်တယ်တော့လိုက်ကြည့်ပါဟုတ်ပြဲပဲဆိုကေအင်းနေတော့တန်ခမ်းစာကိုဒီလောက်နဲ့ရေပလိုက်ရပြဲဒီပဲဆိုကေဗီဒီယိုကိုနားထောင်နေခဲ့တဲ့သောတာရှန်တီကိုအားလုံးဇာလုံးနှုတ်ဆက်ပါလို့ရှင် တာလီစွာပါ ဟုတ်ပြဲတာလီစောပါအားလုံး စွာပါ တောင်ကုန်ပေးချေကချာတမ နားထောင်နေတဲ့သောရချံပေါ်ကိုအင်းနဲ့စာပစ္စကားတွေတွေနဲ့ရှိတော့အေထောင်နဲ့ရေနောက်ခေါင်ဖို့ပါနောက်လာဖို့ဘူဒူးနီမာလီတာအေကနာကနေစာပိုက်ကကြရှိပြီးနဲ့တန်ကပီလာကလေးဆိုကိုစောင်းမြောင်နာဆောင်အပ်ပြီးခဲ့ပါနဲ့နားဆောင်ခါခဲ့တဲ့တာရှိသမီးရှိအားလုံးကိုလေကျေးဇူးများတောင်းပါရစေ ဝါ